ချစ်သူကိုတန်ဖိုးထားရမယ်အစားတက်ကိုရန်သွားခြင်းတဲ့စိတ်တွေပဲပေါ်နေဒီကတော့ချစ်သူကိုတန်ဖိုးထားရမှာဒါပေမဲ့စိတ်တွေကအဲ့ဒီနော် Valentine Day ဘာညာသွားဖို့ပဲစိတ်ကူးတွေကပေါ်နေမိန်းကလေးတွေကိုကျွန်တော်သမီးလိုသဘောထားပြီးတော့ကျွန်တော်တခွန်းပဲပြောချင်တာသမီးတို့ရေမင်းတို့ကိုသိတ်ချစ်သိတ်တန်ဖိုးထားတဲ့အမျိုးသားတယောက်လောက်နဲ့မဆုံးကျင်ဘူးလားဆုံးကျင်သလားမဆုံးကျင်ဘူးလားကိုယ့်ရဲ့ချစ်သူဟာကိုယ့်ကိုအရန်တန်ဖိုးထားတဲ့အမျိုးသားတယောက်ဖြစ်စေခြင်းသလားမဖြစ်စေခြင်းဘူးလားဖြစ်စေခြင်းတဲ့လွယ်လွယ်လေးပဲခုနပြောတဲ့စကားကိုယ့်ကိုတကယ်မျက်နှိုးတကယ်တန်ဖိုးထားတဲ့ယောက်ျားကအလွယ်တကူတက်ခုခံသွားဖို့မခေါ်ဘူးရှင်းလေးပဲကိုယ့်ကိုတကယ်မျက်နှိုးတကယ်တန်ဖိုးထားတဲ့အမျိုးသားသည်အလွယ်တကူမခေါ်ဘူးနော်အလွယ်တကူဆိုတာခက်ခဲရှိသေးလို့အလွယ်တကူလို့ပြောတာအလွယ်တကူမခေါ်ဘူးအလွယ်တကူခေါ်ပြီးဆိုရင်ကိုယ့်ဘက်ကနည်းနည်းစဉ်းစားဒီကောင်ငါစီကလိုချင်တာမေတ္တာလားငါရဲ့အသွေးအသားလားဒီကောင်ငါ့ကိုတကယ်ချစ်ခင်မြတ်နိုးတာလားကြောရယုံကြံချင်တာလားဒါမှကိုယ့်ကိုစဉ်းစားရမှာတကယ်ချစ်လာတဲ့အမျိုးသားတယောက်ဟာမပန်းခင်မှာမချွေရဘူးအမြင့်ဆုံးမှာထားခြင်းတဲ့စိတ်ချစ်သူကိုတင့်တယ်စေလိုတဲ့စိတ်ဟာယောက်ျားကောင်းတိုင်းရဲ့စိတ်ထဲမှာရှိတယ်ကျန်တဲ့အခြေအနေတွေကတမျိုးနော်မိန်းကလေးကလည်းအသက်အစိတ်30လောက်ရောက်လာတယ်ယောက်ျားလေးကလည်းအသက်အစိတ်30လောက်ရောက်လာတယ်ဒါကျွန်တော်ရဲ့နားလည်မှုကိုရှင်းအောင်ပြောရမှာနှစ်ဖက်မိဘကလည်းဒီမိန်းကလေးကိုအားကိုးနေရတယ်ဒီဘက်မိဘကလည်းဒီယောက်ျားလေးကိုအားကိုးနေရတယ်အဲ့ဒီမှာသူတို့နှစ်ယောက်လက်ထပ်လိုက်လို့ရှိရင်အင်းကဖေကိုပြန်ကြံခဲ့မယ်အဲ့တော့တော်တော်နဲ့လက်မထနိုင်ကြဘူးဒါပေမဲ့နှစ်ယောက်အတူတူကထားပါတော့တက်ကတူကြောင်းလိုက်ဆိုတက်တယ်ပဲပြောလို့ရပါတယ် living together နေတယ်နားလည်ပြီးလို့ရသေးတယ်နော်မိဘတွေရှိတဲ့ခါကျတော့အရွယ်ရသွားပြီ30 35အချိန်နေရလူချင်းမိဘတွေကိုဦးစားပေးနေရတာဖြစ်တဲ့အတွက်သဘောတစ်ခုကအခုဒီအရွယ်လေးနဲ့ဒီ19-20အရွယ်လေးနဲ့ဘာမှညာမှမသေးကြတဲ့ဟာနေနဲ့စိတ်အလိုကိုလိုက်ပြီးဒါဆိုရင်တော့ဒါအချစ်စစ်အချစ်မှန်တမိုးထားတဲ့တင့်တယ်စီလိုတဲ့အချစ်မဖြစ်နိုင်ကျွန်တော်ဒီလောက်ပဲပြောခွင့်ရှိမယ်ထင်ပါတယ်အဲ့တော့သမီးတွေကစဉ်းစားဖို့ပါเนาะအမျိုးသားဖြစ်တဲ့ကျွန်တော်ရဲ့ကလေးတွေကကလေးမလေးငင်းဆန်နေတာကိုတော့သူတို့ဇွတ်မဖန်တီးတော့ပါဖန်တီးရင်လည်းပုံမှန်တွေရှိပါတယ်เนาะဖန်တီးရင်ပုံမှန်တွေရှိတယ်ကိုက yes or no เนาะအန်တီကတော့ yes ပါလားအန်တီကတော့ no ပါလားဆိုတော့ကိုယ့်ပေါ်မူတည်တယ်ဒါပေမဲ့ဒီနေ့ခေတ်မှာတွေ့နေရတာအန်တီကတော့ yes ပါဆိုတဲ့လူတွေတော်များနေတယ်ဒါဟာကျွန်တော်ကစောစောကပြောတဲ့ခေတ်ကာလကရွေလျောသွားတဲ့အခါကျတော့ပျက်စီးသွားတဲ့အခြေအနေတွေပါအီဂျူလို့ခေါ်တဲ့နှလုံးသားခံစားမှုတွေဆုံးရှုံးသွားတယ်ကောင်လေးကလည်းတန်ဖိုးထားဖို့မကြိုးစားတော့သလိုမိန်းကလေးကလည်းလေးလေးနက်နက်မတွေးတတ်ဘူးတတင်ကကိုမကြော်နိုင်ဘူးတတင်ကကိုမကြော်နိုင်ဘူးဆရာရဲ့အဲ့လိုအသည့်တွေအကုန်ရှိမှတော့တနိုင်ငံလုံးလိမ်မာကုန်တော့မှာပေါ့ဟုတ်ပါတယ်ကျွန်တော်အသက်အရွယ်ကိုကျွန်တော်ပြောပြီးသားပါဆရာတို့တုန်းကရောကင်းရှင်းခဲ့သလားမကင်းပါဘူးဘလို့ကြော်ပြရတယ်လဲအမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ရဲ့ပတ်သက်ဆက်နွယ်မှုဟာရုပ်ရည်ပေါ်မှာကြီးပဲအများအားမတည်ဘူးနော်ကျွန်တော်ရုပ်အားလုံးမြင်နေတာပဲချောမှမချောပဲဒါပေမဲ့ကျွန်တော်လိုကောင်ကိုလည်းသဘောကျတဲ့အမျိုးသမီးတွေရှိတယ်နော်နောက်တော့မဟုတ်ဘူးကျွန်တော်အတီးပြောတာဆရာဥဒ္ဒါချိုသဘောကျတဲ့အမျိုးသမီးတွေလည်းရှိတယ်နော်ဟာဆရာလည်းဆရာအရမပူဘူးလားပူတယ်ဆရာညီမင်းညောမမဲဘူးလားမဲတယ်အမျိုးသားနဲ့အမျိုးသမီးရဲ့စိတ်ခံစားချက်ကမတူဘူးအမျိုးသားတွေကနည်းနည်းလေးစန္ဒများတယ်အရာမောင်းလေးကကောင်းအောင်မှကိုလုံးလေးကလှအောင်မှစပင်လေးရှင်နေရင်ပူကြိုက်တယ်နော်ပညာတတ်တာလေးပစ္စည်းဥစ္စာရှိတာလေးယောက်ျားတွေကတော်တော်ရွေးတယ်အမျိုးသမီးတွေကကျတော့အဲ့လိုမဟုတ်ဘူးတစ်ခုကြိုက်ရင်သူတို့က 100% ပဲညီမင်းညိုကိုပြောတာဟောတာပြောတဲ့စကားပြောတဲ့ပုံစံကြိုက်တယ်ဆိုရင်အဲ့ဒီအမျိုးသမီးကကျွန်တော်ကိုသူကချစ်တယ်ဘာလို့လဲဆိုတော့ရုပ်ကိုမချစ်ဘူးနော်ပတ်စံဆင်းရဲတဲ့ခါကျတော့ပတ်စံနေတာတွေမက်လို့မရဘူးဘာမရဘူး तू ဘာဖြစ်လဲကျွန်တော်နဲ့တွေ့ရင် तू ပြောတယ်ကျွန်တော်ပြောနေတာလေ तू ငေးပြီးကြည့်ပြီးတော့ရှင်သိပြောကောင်းတာပဲအဲ့တော့အမျိုးသမီးတွေကတခုပဲရွေးတယ်အမျိုးသားတွေကအကုန်ရွေးတယ်ဒါကြောင့်မို့လို့နော်ကျွန်တော်တို့လိုပုံစိုးပန်းစိုးတွေမှာလည်းချစ်ခင်ကျင်နာမဲ့သူတွေကရှိတယ်
အခုအိမ်အောင်သက်က220ရလာပြီဇနီးတဲ့ဝတ်မုံရွှေကြီးကျွန်တော်ဇနီးတဲ့ကျွန်တော်တငယ်ချင်းအကယ်ဒမီနဲ့ဆုရတဲ့ဝတ်မုံရွှေမဟုတ်ပါဘူးကျွန်တော်အများအားပြောပါတယ်ရွှေကြီးကျွန်တော်ချစ်သူရွှေကြီးပေါ့ကျွန်တော်ရဲ့ဇနီးတဲ့ရွှေကြီးလွန်ခဲ့တဲ့220ကကဘာမှာသူလှဆုံးပါလွန်ခဲ့တဲ့220ကအခုတော့ तू ဟာလွဲရင် channel မျိုးသမီးတွေကတော်တော်ကိုကြည့်ကောင်းနေတယ်ကျွန်တော်ရွှေကြီးလေးက220အတွင်းမှာဝက်တကောင်လိုဝလာတယ်ဗျမျက်မှန်ကြီးတကားကားနဲ့မျက်စိကလည်းမှုံတော့ဝက်လိုဝပြီးမျက်စိမှုံနဲ့ရွှေကြီးမို့လို့ကျွန်တော်တို့ဝက်မှုံရွှေကြီးလို့နာမည်ပေးထားတယ်ဝက်မှုံရွှေကြီးမဟုတ်ဘူးအဲ့တော့ကျွန်တော်ခုနကစိတ်ကလေးကိုပြောချင်တာပါကျွန်တော်တို့ဒီအသက်အရွယ်မှာလုပ်တယ်လုပ်ရတယ်သွားတယ်ကျွန်တော်နိုင်ငံကျွန်တော်9နိုင်ငံရောက်ဖူးတယ်ပြည်ပနိုင်ငံ9နိုင်ငံရောက်ဖူးတယ်ဒီနားထိုင်းကနေစပြီးအမေရိကအထိ9နိုင်ငံရောက်ဖူးတယ်မြန်မာပြည်တနိုင်ငံလုံးနှံ့တယ်သူသဖြင့်နိုင်ငံသားပေါ့တန်တန်ဖန်ဖန်အခမ်းတဲ့သူတွေရှိတယ်တန်တန်ဖန်ဖန်အခမ်းတာအခုမှဥပမာထိုင်းလိုဟာမျိုးပေါ့ရှားရီခုနိုင်တော့နှုတ်ဆက်တော့ဆရာတင်ပြပြောတော့ဆရာအိမ်ကထွက်လာတာဘယ်လောက်ချပြီလဲအေးကျွန်တော်အိမ်ကထွက်လာတာ2ပတ်ဗျ2ပတ်ပြီးတော့အထုပ်ကလေးချပြီးခင်ဗျားတို့လေစိတ်ကိုတန်းဆင်းပြီးတော့လာတာဟာဆရာဒါဖြင့်ဝတ်မွှေရွှေလေးကိုဆရာနှုတ်တော်မဆက်လိုက်ရဘူးပေါ့အေးအာဝါလေးတော့ပေးခဲ့တာပေါ့ဗျာဒါတော့ပဲဟိုတယ်တကားဖွင့်လိုက်တော့အထဲမှာပေါင်ဖြူဖြူလေးနဲ့အသက်20ကျော်ကောင်းမလေးတယောက်ဟမ်ဘာလို့တာလဲတာအားတဲ့ဆရာလေးတဲ့ဆရာပဲအိမ်နဲ့2ပတ်လောက်ရှိပြီဆိုတဲ့ပျော်ပါဆရာရဲ့ကျွန်တော်တို့ကဒါအခမ်းနာပါဆရာဘယ်သူမှပြန်မပြောပါဘူးဆရာရဲ့သူကပြန်မပြောဘူးဒီကတနိုင်ငံလုံးသိနေပြီ live မလွင့်တာကံကောင်းကျွန်တော်တော့ဒါတွေကယူမဆိုင်ပါဘူးညီမင်းညိုကအဲ့လိုတဲ့ခင်ဗျားထင်တာနေမှာပါညီမင်းညိုကဟိုလိုတဲ့ခင်ဗျားထင်တာနေမှာပါအမှန်တရားကကျွန်တော်သိပါတယ်ခင်ဗျားထင်တာကတော့ခင်ဗျားအထင်တိုင်းပဲရှိပါစေအထင်ဆိုတာတကယ်မှမဟုတ်ပဲအထင်ကြီးတယ်ခင်ဗျားကြီးပေါ့ထင်သေးတယ်ကွာသေးပေါ့မင်းခွင့်ရေးပဲဒါငါမင်းရဲ့ကြီးချင်းသေးချင်းပေါ်မှာရှုံလိုက်ပွားလိုက်လုံနေတဲ့ဘောလုံးတစ်လုံးမဟုတ်ဘူးငါမူဝါဒနဲ့ငါယက်တည်နေတဲ့ငါခံယူချက်နဲ့ငါပညာနဲ့ငါနှလုံးသားနဲ့ငါရဲ့လောကကိုချစ်တဲ့စိတ်နဲ့ငါယက်တည်နေသောလူတစ်ယောက်ဖြစ်တယ်မင်းထင်တာမင်းပိုင်းမှာငါလောက်ရကငါအပိုင်းမှာထားပါတော့ကျွန်တော်ငယ်ငယ်တော့ရွဲခဲ့တာတွေအများကြီးရှိပါတယ်နော်မကျူးလွန်မဲနဲ့ကျွန်တော်အဲ့ဒီမိမပြက်လို့အိမ်ကနေထွက်လာတာတွေအများကြီးရှိတယ်ပစိုးလေးခြုံပြီးထွက်လာတဲ့အထက်မှာကျွန်တော်ပါတယ်ရက်ကွက်ကတန်းစီပြီးကျွန်တော် AIDS နဲ့သေမဲ့ကောင်းနေခင်ဗျားတို့လိုတက္ကသိုလ်ကျောင်းသားဘွားAIDS နဲ့သေမဲ့ကောင်းနေဟုတ်တယ်အဲ့ထက်က2ကောင်3ကောင်သေသွားပြီ AIDS ပဲပစိုး9ယောက်ခြုံလာတာပေါ့ဒါပေမဲ့ကျူးလွန်တာ4ယောက်ကျူးလွန်တဲ့ထက်မှာကျွန်တော်မပါဘူးဒါပေမဲ့သူတို့နဲ့အတူတူသွားတော့ကျွန်တော်လည်းရောပြောခံရတာပဲလေဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးတွေကို view site လည်းမရှိဘူးအရေးကြီးတာကျွန်တော်ကိုယ်နှလုံးသားကိုပဲကိုယ်အာယုံပြုတယ်ဒါကတော့ငါလိန်တာဒါကတော့ငါညာတာဒါကတော့ငါရုပ်မာတာဒါကတော့ငါဒေါသဖြစ်တာကျွန်တော်ကိုယ့်ကိုယ်အမြဲတမ်းကြည့်တယ်မှားသွားရင်ချက်ချင်းတောင်းမှန်တယ်စောတော့ကအမွေးနိုင်ကိစ္စလိုမျိုးကျွန်တော်စကားနည်းနည်းလွန်သွားတယ်လို့ဖြစ်တဲ့တော့ကျွန်တော်ချက်ချင်းပြန်တောင်းမှန်တယ်မလုပ်ပါနဲ့ဗျာဆိုတော့ तू ကအတမွေးဝမ်းကြောင်းဖြစ်နေတာဟာရုပ်တဲ့ကြီးပြောင်းဖို့တော့လွယ်ချင်မှလွယ်မယ်လေနော်တခြားဟာနဲ့စီစဉ်ပေးပြီးတော့နိုင်ငံတော်ကစဉ်းစားတယ်နော်အမွေးနိုင်လုပ်ငန်းရှင်တွေကိုတခြားဟာပြောင်းပေးဖို့နိုင်ငံတော်ကစဉ်းစားတယ်နော်မအောင်မြင်တာကျွန်တော်စကားတွေကိုရမ်းပြီးပြောတာမဟုတ်ပါဘူးမအောင်မြင်တာပါခုနစကားလေးကိုဆက်အောင်ကောင်းမလေးတယောက်ထိုင်းမလေးလားဗီယက်နမ်မလေးလားနော်ဖောက်ထုတ်လေးလားဘာလေးလားညာလေးလားဟေးဆရာရဲ့ပြန်မပြောပါဘူးဆရာလည်းအိမ်နဲ့ဝေးနိုင်ကြပြီဆရာအတွက်စီစဉ်ထားတာပါဆရာပျော်စမ်းပါချောချောလေးဗျာကဲအသက်ကလေးကလည်း20စိတ်ဗျာကဲကျွန်တော်ဂျွန်းနေထိုးနေတာဗောစိတ်ထဲမှာဂျွန်းနေလှိမ့်ပိတ်ထိုးနေတာဗောဂျွန်းထိုးတာဗောမညာဘူးကျွန်တော်ဂျွန်းထိုးတာဗောလှလှလေးလှလှလေးဂျွန်းနေထိုးနေပြီစိတ်ထဲမှာဒါပေမဲ့ကျွန်တော်လက်တွေ့ဆောင်ရွက်ဖို့ကာယကံမြောက်ဆောင်ရွက်ဖို့မလွယ်ဘူးဟာဟေးလူတွေခင်ဗျားတို့အဲ့ဒါဆိုရင်တော့မှားနေပြီထင်တယ်ခင်ဗျားတို့ကြံတဲ့ဧည့်သည်တွေလာတော့ဘလို့ပဲဆက်ဆံအခန့်ဒီဖြစ်စေကျွန်တော်တို့တော့အဲ့လိုမလုပ်ပါနဲ့ဆရာလည်းအာနာစရာမရှိပါဘူးဆိုကဲဟုတ်ပြီခင်ဗျားတို့ကျွန်တော်ရှင်းအောင်ပြောမယ်ဗျာခင်ဗျားလည်းကျွန်တော်အကြောင်းသိတယ်နော်သိပါတယ်ဆရာသိရင်ကဲခင်ဗျားဖုန်းကျွန်တော်ဖုန်းဆက်လို့မရခင်ဗျားဖုန်းရတယ်ဆရာပြောတယ်ဖုန်းတစ်လုံးဆက်ပြီပြောခွန်ရှစ်393ခွန်333ကျွန်တော်ဇနီးရဲ့ဖုန်းနံပါတ်တော့ရောင်ပြီးသူခေါ်တယ်ဆရာတော့ဗမာပြည်ဖုန်းနံပါတ်ကြီးတယ်ဟုတ်တယ်လေဗမာပြည်ဖုန်းနံပါတ်ဘယ်သူနံပါတ်တော့ကျွန်တော်မိမနံပါတ်